ခဲ့တဲ့ကျွန်တော်တို့ရဲ့တက်ကြွလောက်ကြတဲ့သူရဲကောင်းတွေအားလုံးခေတ်ဆက်ဆက်မှာချေမုန်းခြင်းခံရတယ်ထောင်ချခြင်းခံရတယ်တချို့ဒေသတွေပေးခံရတယ်တချို့တွေညှင်းမဲနဲ့ဆက်တယ်တချို့တွေကျမ်းမာရေးတွေကြောင့်အသက်တွေဆုံးရှုံးတချို့တွေယူသွတ်သွားတယ်တချို့တွေဆင်းရဲဆုတ်ပြတ်သွားတယ်ဒါပေမဲ့စစ်အာဏာရှင်ကိုနည်းနည်းလေးအာဏာတော့ထိုင်ကောင်းကနေရွေ့သွားအောင်တော့မလုပ်နိုင်ဘူးမလုပ်နိုင်ခဲ့ဘူးစစ်အာဏာရှင်ကိုလုပ်နိုင်ခဲ့ဖို့ဟာစစ်တိုက်ဖို့မှရမှာအေးစစ်တိုက်ဖို့ကိုပြိုးနေတာဒါပေမဲ့ဒီနေ့အဲ့ဒီလမ်းကြောင်းပေါ်ရောက်သွားပြီဒီနေ့လမ်းကြောင်းပေါ်ရောက်သွားတဲ့အခါမှာအရင်အမြင်မှန်ရခဲ့တဲ့လူအရင်စစ်တိုက်ဖို့ဆုံးဖြတ်တဲ့လူကဒီနေ့အောင်ပွဲပို့ရတာပေါ့နောက်ကြမှာစစ်တိုက်ဖို့ဆုံးဖြတ်တဲ့လူကနောက်ကြတာပေါ့အဲ့တော့သူများကအနှစ်60နဲ့အနှစ်40နဲ့10နှစ်နဲ့တိုက်တာရတာကိုငါတို့ကတစ်နှစ်နဲ့ရအောင်တိုက်မှာဆိုကိုယ့်ကိုယ်အထင်ကြီးနေတာလည်းမတူဘူးလားဒီမိုကရေစီဆိုတာလူသားဒန်းတူရှိတယ်ကိုကကရင်10နှစ်တိုက်တာတော့မရသေးဘူးရခိုင်10နှစ်တိုက်မှရတယ်ကချင်ဦးအနှစ်20တိုက်တာတော့အကုန်မရသေးဘူးငါတို့ပြည်မကို2နှစ်နဲ့အပြီးတိုက်မယ်လို့ပြောခြင်းဟာငါတို့ကကရင်နဲ့တာနေလို့လားငါတို့ကကချင်နဲ့တာနေလို့လားအဲ့ဒီထဲမှာကစူပါမစီလို့ကိုအထင်ကြီးနေတဲ့သူများကိုအထင်သေးနေတဲ့စိတ်ဓာတ်ကြီးနဲ့အဲ့ဒါတွေပြောနေတာအဲ့တော့သူများ10နှစ်တိုက်မှအခုဒါရတာငါက1နှစ်တော့မရဘူးဆိုတဲ့ကကိုကသူတို့နဲ့သာနေလို့ပေါ့ပြည်မသားတွေကသူတို့နဲ့ဆဲစားသာနေလို့ပေါ့ပြောချင်တာကNUG ကိုပြောချင်တာကအေးကိုအတူယူဖို့ကောင်းတယ်လို့ပြည်သူတွေကရောအေးရခိုင်လိုစိတ်သက်ရှိရဲ့လားဆိုတာမေးစရာမေးခွန်းရှိတယ်နော်ရခိုင်လိုညီရဲ့လားအပြန်လည်မေးစရာတွေရှိတယ်ကဲအတူယူမယ်ပြည်သူကရောရခိုင်တွေလိုအသံနဲ့ထွက်မလားရခိုင်တွေညီတယ်နော်ဆရာအသံမထွက်ဘဲနဲ့ညီတာအဲ့ဒါလေးမေးစရာရှိတယ်အဲ့တော့ပြောချင်တာကသူများ10နှစ်အနှစ်20အနှစ်30တိုက်တော့မရသေးတာငါတို့က1နှစ်နဲ့မရသေးဘူး2နှစ်နဲ့မရသေးဘူးငါတို့ကသူတို့နဲ့ပူတာနေလို့လားလူမျိုးကြီးဝါဒဆိုတာအဲ့မှာပေါ်နေပြီလေအဲ့လိုစဉ်းစားတဲ့စိတ်ဓာတ်ကိုကသူတို့နဲ့သာနေလို့NUGကအသုံးမကျတာအဲ့တော့သူတို့10နှစ်တိုက်လို့ကို10နှစ်တိုက်ရမယ်လို့ကြားမယ်လို့ပြောခြင်းမဟုတ်ဘူးမသာဘူးဆိုတာကိုပြောချင်တာအခက်ခဲရှိနေတာကိုပြောချင်တာပြောချင်တာကရှင်းရှင်းလေးပါဒီခေတ်ဒီကာလမှာတိုက်ပေးနေတဲ့လူရှိနေတာအဲ့ဒီအတွက်ကျွန်တော်တို့ဒီထီထိုးတာလူရှိတဲ့အတွက်ထီလက်မှတ်ရမှာဒါပဲအဲ့တော့ပြောချင်တာကသူဖြစ်ထိုက်တဲ့အချိန်မှာဖြစ်ထိုက်တဲ့အနေအထားနဲ့ဖြစ်ထိုက်တဲ့ပတ်ဝန်းကျင်ကနေဖြစ်ထိုက်တာဖြစ်ကိုဖြစ်မှာဘာကြောင့်ဒီရက်ပိုင်းမှာအသံနေငြိမ်နေတာမပြောလို့ငြိမ်နေတာပေါ့ဗျာဟိုတုန်းကတော်လိုင်းစားတော့ကျွန်တော်ပြောမယ်လက်နဲ့တလက်ရလဲကျွန်တော်တို့တွေကပျော်ပြီးတော့ဝါဒဖြန့်တဲ့ပုံစံနဲ့ဝါဒဖြန့်တယ်ဟိုမှာ6ပြစ်နိုင်လဲကျွန်တော်တို့ကဝါဒဖြန့်တဲ့ပုံစံနဲ့ဝါဒဖြန့်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ပြည်သူအားပေးခြင်းလို့ဒါပေမဲ့အဲ့ဒီဝါဒဖြန့်တာဖြစ်တဲ့အတွက်အသံမလုံတာဖြစ်တဲ့အတွက်အများကြီးထိခိုက်နေတာမှုတွေရှိတယ်ဒီရက်ပိုင်းမှာအသံပိတ်တာဒါပါပဲတော့သူဖြစ်နေတယ်တိုက်ပွဲတွေအများကြီးဖြစ်နေတယ်ဒါပေမဲ့မပြောတာဘာလို့မပြောလဲမပိုင်သေးလို့မပြောတာနောက်တစ်ခုကျွန်တော်တို့ပြောသလိုပဲရန်သူကငုတ်တုတ်ထိုင်နေတာမဟုတ်ဘူးရန်သူလည်းသူ့ကိုယ်သူအသူ့ရဲ့အားနည်းချက်တွေကိုသူပြင်းနေသူရနိုင်တဲ့အကူအညီတွေလိုက်ရှာတယ်ဟိုတုန်းကကျွန်တော်တို့က drone ကတာတယ်အခုအဲ့ဒါကိုသူက drone နဲ့အင်အားပြန်ဖြည့်တယ်သူတို့ပြောတဲ့sensor တွေ heat sensor တွေနဲ့အခု drone တွေလာပြီပြောချင်တာကျွန်တော်တို့အုပ်စုတွေလူစုနေတယ်ဆို body temperature ရဒီနေရာမှာချုပ်ပုတ်ထဲမှာရှိဒီနေရာကပုံမှန် temperature မဟုတ်ဘူးပေးကြတယ်အဲ့နေရာမှာ PDF ရှိတယ်ပြစ်ထည့်လိုက်ဒါမျိုးတွေနဲ့သူတို့ကနီးပညာတွေလာတယ်ကျွန်တော်အဲ့တော့သူတို့ဘက်ကလည်းနီးပညာတွေပြင်ဆင်တာတွေလုပ်တယ်ဒါကြောင့်လည်းတရုတ်တွေရုရှားတွေပူတင်ကိုတွားပြီးသူတို့အကူအညီတက်တောင်းတယ်
ကျွန်တော်တို့ဘက်ကလည်းဒါကိုပြင်ဆင်မှုစူးစမ်းနေတယ်ကဘာမှာဖြစ်လာတဲ့အနေအထားများအရကျွန်တော်တို့ကလည်းစူးစမ်းနေတယ်အပြန်လည်သူပြိုင်ကိုပြိုင်နေတာဒါသည်ကျွန်တော်ပြောတာရှင်းပြိုင်နေတာကျွန်တော်အမြဲတမ်းသုံးတဲ့စကားတစ်ခုရှိတယ် competition လုပ်နေတာရန်သူနဲ့ကျွန်တော်တို့နဲ့ဆေးအာနာရှင်များနဲ့ကျွန်တော်တို့နဲ့ကျုံပိုင်ရှင်ကြီးများနဲ့ကျွန်တော်တို့ຫນွေဥတော်လိုင်းကြီးနဲ့ပြိုင်နေတာသူပြိုင်ကိုပြိုင်နေတာကျွန်တော်တို့ဒီမှာအာဃာတတွေမပါဘူးပုဂ္ဂိုလ်ရေးတွေမှာပြိုင်နေတာသူတို့ကအာနာရှင်စနစ်ကိုတိဆောက်ခြင်းနဲ့ကျွန်တော်တို့ကဒီမိုကရေစီစနစ်ကိုတိဆောက်ခြင်းနဲ့ဖက်ဒရယ်ကိုတိဆောက်ခြင်းနဲ့အဲ့ဒီအသွင်မတူတဲ့နေရာမှာပလင်ကိုလူနေတာပြောချင်တာကမြန်မာနိုင်ငံတော်အစိုးရဆိုတဲ့ဒစိမ့်တုံးကြီးကိုလူနေတာအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် YouTube channel မှာတွေ့ကြပါပါတယ်ကျွန်တော်တို့ channel ဟာဆိုရင်နေ့စဉ်မျိုးတော်လေးနဲ့ပတ်သက်တဲ့တိုင်းတို့တဲ့ကောင်းတွေကိုတင်ဆက်ပေးနေရပါကျွန်တော်ရဲ့ channel လေးကို like subscribe လုပ်ပေးပြီး like နဲ့ကြည့်အောင်ပြင်နေတဲ့ notification လေးကိုနေ့စဉ်တောင်းဆိုချင်ပါတယ်ခင်ဗျာရတဲ့လူဒီစနစ်တိဆောက်မယ်အဲ့တော့ပြိုင်နေတာဖြစ်တယ်သူတို့လည်းရှုံးလိုက်ရင်ဘယ်သူဆိုသူတို့လည်းလူသားပဲသူတို့လည်းထမင်းစားတာပဲကိုလိုပဲလေအဲ့တော့သူတို့လည်းစဉ်းစားတာပေါ့သူတို့လည်းပြင်ဆင်မှာပေါ့သူတို့အားနေချက်တွေရှာမယ်သူတို့ပြန်ပြင်ဆင်မယ်ဒီလိုမျိုးအပြန်လန်ပြေးနေတာပြောချင်တာကပြေးပွဲတစ်ပွဲလိုပဲသူလည်းပြေးနေတာကိုလည်းပြေးနေတာမပြေးပဲထိုင်ချလိုက်တဲ့လူကကြံခဲ့မှာပဲအဲ့တော့ကိုကမပြေးပဲနဲ့ထိုင်ချလိုက်တဲ့ပုံစံမျိုးပြောနေပြီးတော့သူများနိုင်သွားတာကိုအပြစ်ပြောစရာမလိုကိုကသူများနဲ့ပိုပြေးရမယ်ပြေးဖို့တော့ပိုစီးလောက်ရမယ်ပိုညီညွတ်ရမှာအဲ့တော့ဟိုလိုလုပ်လိုက်ပါလားဒီလိုလုပ်လိုက်ပါလားတစ်နှစ်ပြီးရင်ကောင်းမယ်နှစ်နှစ်ပြီးရင်ကောင်းမယ်လူတိုင်းသိတာပေါ့ဗျာအချိန်ကြာလာတဲ့မြတ်သူတို့ကိုအချိန်ဆွဲသူတို့ဖြစ်သွားတယ်သူတို့ကိုအခွင့်အရေးပေးသူတို့ဖြစ်တယ်သူတို့လက်နဲ့လူသူရင်ကလက်နဲ့ရင်ကပြန်စုလို့ရတယ်သူတို့အားနေချက်ကိုရှာပြီးသူတို့ပြန်ဖို့အချိန်ပေးသူတို့ဖြစ်လူတိုင်းသိတာပေါ့ဒါပေမဲ့ကိုလုံနိုင်တာဒါပဲရှိတာဘယ်လိုလုပ်အောင်ဒါမှပုံမှန်မလုံနိုင်တာအခုလိုကမ္ဘာပြောင်းလဲကြီးအကြီးကျယ်ပြောင်းလဲနေတဲ့အချိန်ပိုးတော်ဆိုသွားပြီဒါဆိုရင်ကိုကအသစ်အဆန်း idea တွေထွင်ပြီးလုပ်ရတော့မယ်အဲ့ဒီကိုထွင်ပြီးလုပ်မယ်အသစ်အဆန်း idea တွေကခဏတော့ကျွန်တော်တို့မှာဘောင်းတွေကကျွန်တော်တို့မှာကန့်သက်ချက်တွေရှိတယ်စီးတွေဘောင်းတွေကန့်သက်ချက်တွေရနိုင်ငံတကာဥပဒေသားတွေလူကျင်ဝတွေစစ်သားကျင်ဝတွေထောက်သိမ်းရမယ်ဝတ်တရားတွေနဲ့ကန့်သက်မှုတွေရှိနေတယ်အဲ့တော့အဲ့လိုမျိုးအနေအထားမျိုးတွေအများကြီးကြားတဲ့ကနေကဘာမီလောင်တော့ကောင်ချနေလေအဲ့တော့ကဘာကြီးမှာဖြစ်ပြနေတဲ့အရာများအရာအဲ့ဒီအပြောင်းလဲများအရာကိုယ့်ဘက်ကဘလို့အသာရအောင်ဘလို့အပြောင်းလဲတွေနဲ့ဘလို့နည်းနည်းလေးအလျှော့တင်းလို့ရင်ကောင်းမလားစဉ်းစားရတော့အနာဂတ်မှာဖြစ်လာတော့မယ်အန်ဒီယနေ့ရင်ဆိုင်ရဲ့အန်ဒီများအတွက်ဘလို့လို့ရင်ကောင်းပါလေဒါကိုပြောချင်တာအခုကတိုက်ပေးတဲ့လူရှိနေတော့တိုက်ပေးတဲ့လူရှိနေတော့နော်တိုက်နေတာအခု sorry ပဲတိုက်ပေးတဲ့လူတယောက်မှမရှိတော့ရင်တော့ sorry ပဲဟိုခေတ်လိုပဲပြန်သွားတော့ပဲထောင်ထဲဝင်လိုက်ထွက်လိုက်နေအေးစစ်စစ်ပဲအဲ့တော့ထီမထိုးပဲနဲ့ထီမပေါက်ဘူးဆောင်းဝဲခန်းနဲ့ဝင်မဖြေပဲနဲ့ဆောင်းဝဲအောင်စင်းမှာမပါဘူးဆရာဝန်ကြောင်းမတက်ပဲနဲ့ဆရာဝန်မဖြစ်ဘူးဟာဆရာဝန်မဖြစ်ရမလားဆရာဝန်ကတစ်နှစ်နဲ့ပဲ10နှစ်ဘာလို့ကြာမဖြစ်အကုန်လက်တွေဝင်လုံးမှရမှာအဲ့တော့ဒီ PDF တွေရှိနေလို့ဒီ NUG ဘာညာခဏမေ့ထားဖို့ကျွန်တော်ပြောချင်တာဒီတိုက်တဲ့လူရှိနေလို့လို့ဖြစ်အဲ့တိုက်တဲ့လူ NUG ကိုမကူညီနေလေ PDF ကိုဒါလိုက်ကူညီလို့ရခလေးတွေဒါလိုက်အကူညီတောင်းနေတယ်လေပေးပါလားပေးပါလားတချို့ကပြောတယ် NUG ကိုအမြင်ကတ်လို့ဟုတ်ပြီ NUG ကိုမင်းတို့အမြင်ကတ်တယ် NLD မဟုတ်ဘူးခလေးတွေဒါလိုက်အကူညီတွေတောင်းနေတယ်မနေ့တနေ့ကပဲမကလေးတွေတက်နေတာကျွန်တော်တွေ့တယ်ပေးကြပါလားအဲ့တော့ပြောချင်တာကဟိုလိုလုပ်လိုက်ပါလားဒီလိုလုပ်လိုက်ပါလားပြောလို့ရတယ်ဒါပေမဲ့သေချာတခုအဲ့ဒီတိုက်တဲ့လူရှိမှနိုင်မှာတိုက်ပေးနေတုံးမိုးရွာတုံးရေခံကြမိုးရွာတုံးရေခံကြတိုက်ပေးနေတုံးအားပေးကြအဲ့တော့သူတို့ဘက်ကအခြေအနေပြောင်းသွားတယ်သူတို့ဘက်ကအသာရလာနိုင်တယ်ကိုယ့်ဘက်ကလည်းကမ္ဘာအခြေအနေပြောင်းရင်ကိုယ့်ဘက်ကလည်းပြောင်းသွားလိမ့်မယ်
ဒါကြောင့်ကျွန်တော်ကအမြဲပြောနေတယ်စစ်အာဏာရှင်များနဲ့စစ်ဗိုလ်ချုပ်ကြီးများသူ့ရဲ့နောက်လိုက်များအခုလိုပြောတဲ့ဘီဂရုကလူများကိုလူကိုတေချာဆုံးပါကိုလူကိုထိန်းချောင်းပါထိန်းချောင်းပါပြုလုပ်မှုတိုင်းမှာတံပြန်သက်ရောက်မှုရှိတယ်အရှင်တိုင်းမှာ reaction ရှိတယ်အသင်တို့ကကန်းကုံအောင်လှုပ်လာပြီဆိုရင်ဒီကတုတ်ပြန်မှုပြင်းထန်လာလိမ့်မယ်အဲ့ဒီပြင်းထန်လာရင်နှစ်ဖက်လူဖွဲ့စည်းဟာ polarization ကိုဖြစ်သွားလိမ့်မယ် polarization ဆိုတာနှစ်ဖက်ပြန်လှည့်ကြည့်လို့မရအောင်ကြောခိုင်းသွားခြင်းမိရတာတန်လင်းလိုပဲအပြိုင်သွားတယ်ဘတော့မှမဆုံတော့ဘူးပြောချင်တာကနှစ်ဖက်ရန်သူဖြစ်သွားခြင်းယနေ့အထိကျွန်တော်တို့ຫນွေဦးတော်လန်ရေးမှာရှိနေကြသောကျွန်တော်အပါဝင်ကျွန်တော်တို့တော်လန်ရေးသမားများခေါင်းဆောင်များအားလုံးဒီ polarization ကိုလက်မခံပါဘူးဒါဒီစနစ်ကြောင့်ဖြစ်နေတယ်ဒါဒီအာဏာရှင်တစုရဲ့အာဏာမက်မှုကြောင့်ဖြစ်နေတယ်ဒါကြောင့်ကျွန်တော်တို့ဒီအဲ့ဒီအာဏာရှင်များကိုယ်တိုင်ကိုပါကျွန်တော်တို့ဘက်ပါအောင်စီဒီယန်လုပ်ကြပါဆိုပြီးစီယုံနေအခုကျွန်တော်တို့သွားမဲ့ဒီမိုကရေစီဒီသူတို့အတွက်ပါပါတယ်ဆိုပြီးကျွန်တော်တို့အတန်တန်ပြောနေတယ်သူတို့လာသမျှကိုကျွန်တော်တို့ကြိုးစိုးတယ်သူတို့ကိုပုံကိုရေးရမတိုက်ခိုက်ဖို့သူတို့ပစ္စည်းတွေမထိန်သိမ်းဖို့ကျွန်တော်တို့အမျိုးစုံပြောတယ်ဥပဒေရပဲသူတို့အရေးယူမယ်လို့ပြောတယ်ကျွန်တော်တို့ဒီ polarization ကိုမသွားပဲ unification လို့ခေါ်တဲ့စီလုံးညီညွတ်မှုအဲ့ဒီစီလုံးညီညွတ်မှုမှာရန်သူကိုပါစီလုံးညီညွတ်အောင်ကျွန်တော်တို့ကမဲဆွဲတယ်စီယုံတယ်သီးခံတယ်ပေါင်းစည်းဖို့ကျွန်တော်တို့မျှော်လင့်ထားတယ်အဲ့ဒါအတိုင်းအတာတစ်ခုတည်းပဲရှိတယ်နော်အတိုင်းအတာတစ်ခုကျော်သွားလို့ polarization ဖြစ်လာရင်ဘယ်သူမှမတားနိုင်ဘူးအဲ့ဒီချိန်မှာဒီနေ့တော်လှန်ရေးကိုဥဆောင်နေတဲ့လူတွေကလည်းပြည်သူကဖြစ်လာမဲ့နာကြီးချက်ရတုတ်ပြန်လာတာကိုဗျမ်းမတာတုတ်ပြန်လာနိုင်တယ်တော့ကျွန်တော်ဒီဒါနိုင်ငံကြီးအမျှော်မြင်ကြီးကြီးနဲ့ပြောပြမယ်ပြည်သူကအဲ့ဒီနာကြီးချက်တွေအရန်များပြီးဗျမ်းမတာတုတ်ပြန်လာရင်ဘယ်သူမှမတားနိုင်တော့အဲ့ဒီချိန်ကျရင်ဖြစ်လာမဲ့ဆိုးကျိုးသည်အဲ့ဒီ polarization ကဖြစ်လာမဲ့ဆိုးကျိုးသည်အသင်တို့ဘေးဂရုတွေအများကြီးခံစားရလိမ့်မယ်အဲ့တော့တိုင်းပြည်လည်းအများကြီးပျက်စီးလိမ့်မယ်ကျွန်တော်တို့ဘက်ကဘလောက်ပဲ unification ဆိုတဲ့စီလုံးညီညွတ်မှုကိုဘလောက်ပဲကျွန်တော်တို့ကပြောအသင်တို့ရဲ့လုပ်ရက်တွေကနောင်တမရှိဘူးအရှုံးပေးဖို့လည်းမစင်စားဘူးပြောင်းလဲဖို့လည်းမစင်စားပဲမိုက်တဲ့မိုက်တွင်းနဲ့ပြီးတော့နောက်ဆုံးတရုတ်ရုရှားကိုပါခေါ်သွင်းပြီးငါတို့အာဏာရရင်ပြီးတော့ကြိုက်တာလုပ်မယ်ဆိုတဲ့ပြည်သူကိုလှုပ်ချင်တယ်လို့လုပ်မယ်တိုင်းပြည်သူတွေမကုတ်ဘူးတိုင်းပြည်ရဲ့အနာဂတ်တစ်ခုလုံးနှစ်ပေါင်း100 200နှစ်ပေါင်း1000ကြုံပြုတ်ခံရတော့မယ်ကြုံဆက်သွင်းပြီးတော့ဘယ်လိုမှနောက်ပြန်လှည့်လို့မရတဲ့စာချုပ်တွေတွားချုပ်ပြီးလာခဲ့ရင်တင်တို့ရဲ့ရက်ဆက်မှုကြောင့်ဖြစ်လာတော့မယ်ပြည်သူရဲ့နာကြီးမှုကိုကျွန်တော်တို့ယနေ့တော်လန်ရေးမှာရှိတဲ့လူတွေဘယ်လိုမှမတားပေးနိုင်တော့ဘူးကျွန်တော်တို့ဘလောက်ပဲတာမလုပ်ကြပါနဲ့ဒါဒီဥဒေပေါင်းရကိုကျွန်တော်တို့ဒီ polarization ဆိုတဲ့နှစ်ဖက်အစွန်းရောက်မှုကိုမဖြစ်အောင်ဘလောက်ပဲတာအဲ့ဒီချိန်မှာရှိတဲ့ဒုနဲ့ဒင်နဲ့နာကြီးမှုတွေကနေဖြစ်ပေါ်လာမဲ့ forces တံပြန်ကန်အားဟာအသင်တို့ကိုအကြီးအကျယ်ပျက်စီးစေမှုအကြီးအကျယ်နာကျင်စေမှုတွေဖြစ်စေလိမ့်မယ်အဲ့ဒီအထိမရအောင်ကျွန်တော်တို့အမျိုးစုံတားနေတယ်အမျိုးစုံပြောနေတယ်ပြောချင်တာကအရှိကိုအများကြီးစဉ်းစားနေတာဗျမ်းမတာဖွင့်ချလိုက်လို့မဖြစ်ဘူးတာလီဘန်တွေဘာလုပ်သွားလဲလူတိုင်းသိတာပဲအခုစီးရီးယားပုဂ္ဂိုလ်တွေဘာလုပ်သွားလဲလူတိုင်းသိတာပဲဒါပေမဲ့အဲ့ဒီလမ်းကြောင်းကိုကျွန်တော်တို့မရွေးဘူးဒီနေ့ထိလည်းမရွေးဘူးဘာလို့ polarization ကိုကျွန်တော်တို့မသွားခြင်းဘူးကျွန်တော်တို့ဒီလူသားဆန်စွာနဲ့ပဲအသင်တို့ကိုစီးယုံတယ်ယနေ့အထိကျွန်တော်တို့စီဒီအန်လောက်ကြပါအသင်တို့ကိုလာကြပါခွန်နေသေးပဲတော့ကျွန်တော်တို့ဘက်ကစီးနဲ့ဘောင်နဲ့ red line တွေကိုကျွန်တော်တို့ကာထားတယ်ကျွန်တော်တို့ရဲ့လုပ်ရက်တွေအသင်တို့ဘက်ကလည်းစီးနဲ့ဘောင်နဲ့ red line တွေကိုကာထားပါကိုဘိုလ်ချုပ်တွေကိုကိုပြောပါဘီဂရုကလူတွေကျွန်တော်လာဆဲနေမဲ့လူတွေကိုကျွန်တော်ပြောချင်တာကကိုဘိုလ်ချုပ်တွေကိုကိုတပြောတရားမလွန်နဲ့တိုင်းပြည်ကိုမယောင်းစားလိုက်နဲ့အဲ့ဒီလူတွေကလာပြီးပြန်မလဲတော့ဘူးကမ္ဘာသမိုင်းကြောင်းရ
ဒါနောက်เสียရကိစ္စမဟုတ်ဘူးပြောင်းเสียရကိစ္စမဟုတ်ဘူးဒီမှာတော့ဥရောပမှာဥပြဿနာတက်နေပြီဒီပူတင်ကြောင့်ပူတင်ကိုတိုက်ပြည်တဲ့ခေါ်သွင်းမှုမစ조사နဲ့ဒါတွေဟာပြည်သူတွေကိုနာကြည့်အောင်ဖိနှိပ်ခြင်းဖြစ်လာရင်ပြည်သူတွေကပြန်လဲတုတ်ပြန်လာမယ်အဲ့ဒီတွန်းလှိုင်းကိုအဲ့ဒီချိန်မှာ NUG ကိုအဖြစ်လာမှာပြောနေမတားနိုင်ဘူးအဲ့ဒီချိန်ဖြစ်လာမယ်တံပြန်အားဟာအလွန်အမတန်ကြောက်စရာကောင်းတယ်သမိုင်းကသက်သေပြထားပြီးပြီသမိုင်းကသက်သေရှိတယ်နော်ကမ္ဘာသမိုင်းမှာသက်သေရှိတယ်အဲ့ဒီပြန်တုတ်ပြန်အားကအလွန်အမတန်ကြောက်ဖို့ကောင်းတယ်ပြည်သူရဲ့နာကြီးချက်အဲ့ဒီနာကြီးချက်ကအဲ့ဒါကိုဥကလေးတွေဆိုအရန်ဒီဂျန်စီတွေကိုအရန်ထိန်ရတာပြောချင်တာဟာသားတို့ရဲ့သမီးတို့ရဲ့မလောက်ကြနဲ့နော်ဒါမျိုးလုံးလို့မရဘူးနော်ကလေးတွေကတော်လိုင်းရေးစတွေကတစ်ချိန်လုံးပြောနေတာမလောက်လို့မရဘူးနော်ဒါလုံးလို့မရဘူးနော်ကလေးတွေမလုံးနဲ့နော်ဒါနိုင်ငံတကာကလည်းလက်မခံဘူးလူသားချင်းစာနာမှုကလည်းလက်မခံဘူးဘလို့ဥပဒေရှုထောင့်မှလက်မခံဘူးသူရိုင်းတဲ့ကိုရိုင်းလို့မရဘူးသူဆိုးတဲ့ကိုဆိုးလို့မရဘူးဒါပေမဲ့အဲ့ဒါကိုကျွန်တော်တို့ဘက်ကဘယ်ချိန်ထိတားထားပေးနိုင်မလဲဘယ်ချိန်ထိကျွန်တော်တို့ဥဆောင်ပေးထားနိုင်မလဲအဲ့ဒါကိုကျွန်တော်တို့တားထားတာမနေ့ပြန်နိုင်မလားတပတ်ခါနိုင်မလားပြောနေတဲ့လူတွေကိုပြောချင်တာကအဲ့ဒါမျိုးမဖြစ်ရောက်လျော်ဒီကလေးတွေကိုတားထားတာလွယ်တယ်မြတ်ထင်လို့လားအဲ့ဒီအစိုးရမှုတွေတိုင်းပြည်မှာမဖြစ်လာအောင်စီးနဲ့ဘောင်နဲ့တားထားတာမနေ့ပြန်နိုင်မယ်တပတ်ခါနိုင်မယ်လုံးလို့မရဘူး polarization ဖြစ်သွားမှာအဲ့ဒီ polarization ဖြစ်မှာကိုကျွန်တော်တို့အသေးအတန်စ조사နေကြတဲ့အချိန်မှာအသင်တို့ဘက်ကခေါင်းဆောင်တွေကလုံးဝရှေ့ရေးကိုမစင်စားပဲရဲရဲဆက်ဆက်တိုင်းပြည်ကိုလုံနေတာကိုအသင်တို့ဗိုလ်ချုပ်ကြီးဟောင်းများဝန်ကြီးအဟောင်းများတပ်ပုတ်ကပုဂ္ဂိုလ်များအမျိုးသားရေးဆိုတဲ့အမျိုးသားရေးခေါင်းဆောင်များခရိုနီခရိုပြာများအသင်တို့ထောက်ခံနေကြတဲ့သူများတားပြီးပါထိန်းသိမ်းသိမ်းလောက်ခိုင်းပါမြတ်မြတ်တပဲပြိုင်ပါအသင်တို့လည်းပြိုင်ပွဲလို့သတ်မှတ်ကျွန်တော်တို့လည်းပြိုင်ပွဲလို့သတ်မှတ်မယ်ဒီပြိုင်ပွဲကိုမြတ်မြတ်တပဲပြိုင်ပါဒါပေမဲ့အသင်တို့ဘက်ကအရန်တရားလွန်လာလို့ဒီဘက်ကဖိအားများလို့ပောက်ကွဲလာလို့ polarization ကိုအဲ့ဒီချိန်မှာဘယ်သူမှမတားနိုင်ဘူးမှတ်မိကြလား88ရေးခင်းမှာတော့ကိုတော်ဖောက်ကြတာလေဘယ်သူမှမတားနိုင်ဘူးကျွန်တော်ဘောကနေရင်နာတာဘိုးတော်နေမဖောက်ကြပါနဲ့မင်းကပါကောင်လေចောင်းသားလဲခုတ်တယ်ကွာဆိုခုတ်တော့ဟာပြဿနာ88အရေးခဲမှာဂုံသွေးရုံးချုပ်ကြီးမှာသူတို့စစ်သားတွေကိုမိတယ်အောက်ကနေခေါင်းဖြတ်ကြပါခေါင်းချက်ပြပါအဲ့ချိန်မှာအောက်မှာပြည်သူတွေအားလို့ဓာတ်တွေလွယ်ထားကြတယ်ကျွန်တော်အပါဝင်အဲ့ဒီချိန်ကလူတိုင်းကကိုယ့်လုံခြုံရေးကိုယူရတာအခုပူတင်ကိုလမ်းဖြန့်ပြီးတော့ဥရောပသားတွေကိုလိုကြိုရေးကိုယူသူလိုပဲအဲ့တော့ရန်ကုန်သားတွေကိုလိုကြိုလူတိုင်းပြဒဲအိမ်တွေနဲ့ဓားတွေနဲ့ဗျာတရှိတွေရောဓမ္မတွေရောလူတိုင်းနောက်ကျောမှာဓားရှိတယ်တကက်တော်ရိုင်းခစ်ကြီးကိုရောက်သွားတာအဲ့ဒီချိန်မှာအောက်ကနေပြီးဓားတွေထုတ်ပြီးတော့အဲ့ဒီစစ်သားတွေကိုထုတ်ပေးပါသူတို့ရေးယူပါမယ်ရှင်းပါမယ်ခေါင်းဖြတ်ပြမယ်အမျိုးစုံអော်နေပြီမင်းကိုနိုင်တို့လည်းရောက်လာဟိုလူရောက်လာလာတားတဲ့လူကိုဆဲတာဘလို့မှမထိန်နိုင်မသိနိုင်တော့ဒီလူအုပ်ကြီးကနောက်တော့ကြမှာဟောက်တွေပြီးသူတို့ကိုစီရင်နေပါပြီသူတို့ကိုလုံနေပါပြီဆိုလိန်ပြောပြီးတော့အဲ့လူတွေနောက်ပေါက်ကနေထွက်ပြီးတော့စံပြရုပ်ရှင်ရုံပေါ့အဲ့တော့ကတော့စံပြထောင်ပို့လိုက်ရတာအဲ့ဒါ polarization နော်လူကြီးမင်းတို့အဲ့လိုမထိန်နိုင်မသိနိုင်ဖြစ်ဖို့ကအဲ့ဒီအချိန်မှာရှိတဲ့ NUG လက်တောင်မရှိတော့ဘူးတားလို့မရဘူးကျွန်တော်တို့လိုဝိုင်းပြောလို့လည်းမရတော့ဘူးဘာကြောက်လဲအသင်တို့လောက်ရကြောက်ပြန်ဖြစ်တာအသင်တို့ဒီထိမ့်သိမ်းစီးမရှိကမ်းမရှိအသင်တို့အတ္တတစ်ခုတည်းအသင်တို့အာဏာရဖို့တကယ်အသင်တို့ဘယင်ယူနေတာတစ်ခုတည်းတွေသူတို့လုံနေတာဖြစ်တဲ့အတွက်အဲ့ဒါကိုအသင်တို့ဘက်ကမတားကြဘူးမြောက်ပေးနေကြတယ်ကျန်ဖို့ကလူတွေဥခင်ကြီးတို့ကစားမြောက်ပေးနေကြတယ်အရင်ဝန်ကြီးဟောင်းတွေဗိုလ်ချုပ်ဟောင်းတွေမြောက်ပေးနေကြတယ်မှိန်းစားနေကြတယ်ဖြစ်လာတော့မယ် polarization ကိုအဲ့ဒါကိုသတိထားစေခြင်း ਨੇ အဲ့တော့မလောက်ကြပါနဲ့မှန်ကန်ပြိုင်ဆိုင်ကြပါမနေ့ပြင်နိုင်မယ်တပတ်ခါနိုင်မယ်လှုပ်လို့ရတဲ့နီးတွေအများကြီးအဲ့ဒီနီးကိုကျွန်တော်တို့မရွေးဘူးအဲ့ဒီ polarization ကိုကျွန်တော် polarization နှစ်ဖက်အစွန်းရောက်သွားတာဘယ်လိုမှလှည့်ကြည့်လို့မရဘူးညှိလို့မရတော့ဘူးအကိုပောက်ကွဲကုန်ပြီအဲ့ဒါ
88မှာတကယ်ဖြစ်တာခုတ်မယ်ဆိုတာကြီးပဲဗျာအဲ့ဒီချိန်မှာတော့ခုတ်လိုက်ကြလို့ပါဗျာသွေးကြောင်စီးလိုက်မှာဖြစ်ချင်းလူတိုင်းလက်ထဲမှာဓာတ်တွေယောက်ျားမိန်းမနော်မိန်းမတွေယောက်ျားတွေလည်းပါတယ်မိန်းမတွေလည်းဓာတ်တွေနဲ့အဲ့တော့ပြောချင်တာကအဲ့တော့အထူးသတိထားကြပါဒေါ်လာရေးဟာအထူးသတိထားပြီးသွားနေတယ်သူတို့လုံးစရာရှိတာလုံးနေတယ်သူတို့လုံးပြီးနိုင်သလောက်ပဲကျွန်တော်တို့ရမှာဒါနဲ့ကျွန်တော်တို့ဘာမှပအားမျှော်လင့်စရာအကြောင်းမရှိဘူးဒါပေမဲ့သူတို့လုံးပေးနိုင်မယ်လို့ယုံကြည်တယ်သူတို့လုံးပေးနိုင်ဖို့ဝိုင်းဝန်းကူညီတယ်သူတို့လုံးပေးနိုင်ဖို့ဝိုင်းဝန်းထောက်ပံ့တယ်သူတို့လုံးပေးနိုင်ဖို့ရုပ်စွာအစုံမေတ္တာကမ်ပိန်းနဲ့သူတို့ဖျားမှာဆူတောင်းပေးတယ်သူတို့လုံးပေးမှကျွန်တော်တို့ရမှာဒီကလေးတွေမတိုက်ပေးဘဲနဲ့ဒီလက်နက်ကင်တွေမတိုက်ပေးဘဲနဲ့ကျွန်တော်တို့ဘယ်တော့မှမနိုင်ဘူးနိုင်ငံရေး forget it ဒေါ်ဆန်းစုကြည်လည်းအခုထောင်ထဲရောက်သွားပြီနိုင်ငံရေး forget it မလုံးဝမဖြစ်နိုင်ဘူးကမ္ဘာကောင်းဆောင်တွေတန်ရေးတမန်ရေး forget it မဖြစ်နိုင်ဘူးတိုက်မှရမှာအော်ဒီကလေးတွေတိုက်ပေးပါစေလို့ပဲကျွန်တော်တို့ဆုတောင်းတယ်မြန်မြန်တိုက်နိုင်ပါစေလို့ပဲဆုတောင်းတယ်အဲ့ဒီအတွက်ကျွန်တော်တို့လုံနိုင်တာဒီသူတို့ကိုကူညီခြင်းထောက်ပံ့ခြင်းအားပေးခြင်းအကြံဉာဏ်ပေးခြင်းဝိုင်းဝန်းပေးခြင်းဝိုင်းရံပေးခြင်းရုပ်စွာအဆုံးဖျားမှာဆုတောင်းပေးခြင်းမေတ္တာကံပေးလုပ်ပေးခြင်းပဲ